ဒီနေ့ကတော့လက်ပံမွေးချောက်လေးချက်ပြပေးပါမယ်လက်ပံမွေးချောက်လေးကိုတညကြာအရင်ရေစိမ်ထားရပါတယ်မနေ့ကလို့ရှိရင်တော့တရေဆေးပြီးတော့ဇက်ခါလေးနဲ့ပြန်စစ်ပေးလိုက်ပါတယ်ဒီလက်ပံမွေးချောက်ထဲမှာငပိအနှဲငယ်စားအချိုမုံအနှဲငယ်ထည့်ပါတယ်ရေနည်းနည်းလေးလည်းထည့်ပါတယ်နော်ပြီးလို့ရှိရင်တော့ငရုတ်သီးစိမ်းလေးနဲ့ညှက်ထည့်လိုက်ပါတယ်အဆက်စားကြလို့ရှိရင်တော့ထည့်ပေါ့နော်မစားကြလည်းထည့်စရာမလိုပါဘူးပုံမှန်အဖြစ်တော့ရခိုင်ဟင်းတွေမှာစီထည့်ချက်လေးမရှိဘူးဒါပေမဲ့လက်ပံပွေးချောက်ကအရင်မှတဲ့အတွက်ကြောင့်မို့လို့စီလေးနည်းနည်းထည့်ထားပါတယ်ပွက်ဆူလာပြီဆိုလို့ရှိရင်တော့မယန်းသီးလေးတွေထည့်လိုက်ပါတယ်ဒီလက်ပံပွေးချောက်ကိုအနည်းဆုံး4ရေလောက်ချက်ပြီးပါအရင်မှာတဲ့အတွက်ကြောင့်မို့လို့နူးနူးအီအီလေးဖြစ်အောင်ဆိုရင်4ရေလောက်ချက်ပြီးပါနောက်ဆုံးတစ်ခေါက်မှဒီမယန်းသီးလေးတွေထည့်ပြီးတော့အချင်းပြန်ဖောက်ပြီးတော့ပြန်ထည့်ပေးပါနော်မယန်းသီးလေးတွေထည့်ပြီးတော့အချင်းပေါက်သွားတဲ့အထိနည်းနည်းလေးစောင့်ပြီးလို့ရှိရင်တော့ပွက်ဆူအောင်စားပြီးစောင့်ပြီးလို့ရှိရင်တော့စားလို့ရပါပြီအရသာရှိတဲ့နွေရာသီနဲ့အရင်လိုက်ဖက်တဲ့လက်ပံဝင်ချောက်ကလေးကိုအိမ်မှာအလွယ်တကူလုပ်စားလို့ရအောင်လို့ချက်ပြပေးလိုက်ပါတယ်ရှင်